Facebook ကောက်အများကြီးတွေကိုဆိုဝယ်နေဘယ်လိုမျိုးပွားမှာလဲဆိုတော့ပြပြပေးထားပါတယ် Okay ဟုတ်ပြီကျွန်တော်လိုမျိုးပေါ့နော်ဒီလိုမျိုး Facebook ကောက်လေးအများကြီးသုံးကျင်နေဆိုရင်ဘယ်လိုမျိုးသုံးရမှာလဲဆိုတော့ပြပြပေးမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဖုန်းတစ်ခုကျွန်တော်တို့ပေါ့2025ပေါ်တဲ့ဖုန်းလေးမှာဆိုရင် Facebook ကောက်ကပေါ့နော်သူကနှစ်ကောက်သုံးလို့ရတာဖြစ်တယ်နှစ်ခုပွားလို့ရတာဖြစ်တယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့လိုမျိုးဒီလိုမျိုးနောက်ထပ်ရလဲပေါ့နော် Facebook ကောက်လေးထပ်မံပွားခြင်းနေတယ်ဘယ်လိုမျိုးလုပ်ရမှာလဲဆိုတော့ထပ်မံပြီးတော့ပြပြပေးမှာဖြစ်တယ်မိမိတို့ဖုန်းမှာပေါ့နော်ဒီ Google လေးထဲရင်ဆုံးဝင်လိုက်ပါပေါ့နော် Google လေးထဲဝင်လိုက်ပါဝင်ပြီးဒီ Google လေးထဲဝင်လိုက်ပေါ့နော်ဝင်ပြီးပြီဆိုရင်ပေါ့နော်ဒီပေါ်မှာပေါ့နော်ဒါကျွန်တော်ကိုရိုက်ချထားတယ်ပေါ့နော်ဒီ software လေးပေါ့နော်ရိုက်ချလို့ရရိုက်ချလိုက်ပေါ့နော်ဒီ software လေးရိုက်ချလိုက်ပါဒီစာတန်းလေးနဲ့ပေါ့နော်ဒီ software လေးရိုက်ချပြီးတော့ဒီမှာပေါ်လာပြီဆိုရင်အဲ့ဒီကောင်လေးပေါ့နော် download ဆွဲလိုက်ပေါ့နော် download ဆွဲပြီးပြီဆိုရင်ဒီမှာသူပေါ်လာပဲဟာကိုပေါ့နော်ကျွန်တော်တို့ဒါ download လုပ်လိုက်ပါပေါ့နော်ကျွန်တော်ကတော့ download ဆွဲထားပြီးဆိုတော့ပေါ့နော်မဆွဲပြတော့ဘူးပေါ့နော်ကျွန်တော်မှတော့ဒါပြင်မှာရောက်နေတာဖြစ်တယ်ပေါ့နော်ဒါ download ဆွဲထားတာဖြစ်တယ်အဲ့ဒီ application ထဲဝင်လိုက်ပါဝင်ပြီးပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ဒါပေါ့နော်ဒီ setting လေးတစ်ချက်ဖွင့်ပေးရမှာဖြစ်တယ်ပေါ့နော်ပြန်ဝင်ရမှာဖြစ်တယ်ပြန်ဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ Facebook account တွေ Telegram တွေပေါ့နော်ဒီကျွန်တော်တို့ဒီTikTok တွေပေါ့နော်ကိုပွားခြင်းတဲ့ software တွေပေါ့နော်အကုန်လုံးပွားလို့ရတာဖြစ်တယ်3ခု4ခု5ခုလောက်ပွားလို့ရတာပဲကျွန်တော်တို့ခုမှပေါ့နော်ဒီ Telegram ဆိုရင်ပေါ့နော်3ခုလောက်ပွားလို့ရတာဖြစ်တယ် Facebook ကောက်ဆိုရင်3ခုလောက်ပွားလို့ရတာဖြစ်တယ်ခင်ဗျပွားခြင်းတယ်ဆိုရင်ဒီအောက်ကပေါင်းလေးတစ်ချင်းနှိပ်ပြီးဆိုရင်ကိုပွားခြင်းတဲ့ဟာကိုပေါ့နော်ဒီ application တစ်ခုရွေးပြီးတော့ပေါ့နှိပ်လိုက်တယ်ဆိုရင်ပေါ့ပြင်ရောက်ပါအောင်ပေါ့နော်ဒီလိုမျိုးပြင်ရောက်ပါအောင်ပြင်ရောက်ပါပြီဆိုကျွန်တော်အဲ့ဒီကောင်လေးပြင်အောင်ပြန်ပြီးတော့ထုတ်ပြပေးမယ်ဆိုရင်ဒီအောက်ကပေါ့နော်ဒီမြားလေးတစ်ချင်းနှိပ်လိုက်ပေါ့အဲ့ဒါဆိုအောက်ကပေါ့နော်ကျွန်တော်တို့ပေါ့နော် S ကျွဲဟာလေးစာတန်းလေးတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးဆိုရင်ဒီကောင်မှာကျွန်တော် Telegram ပေါ့နော်ဒီမှာရောက်ပါအောင်ပြင်ပါကျွန်တော် Telegram ဆိုရင်နှစ်ခုဖြစ်နေရင်တွေ့လားဒီမှာ Telegram တစ်ခုဒီမှာ Telegram တစ်ခုနှစ်ခုဖြစ်နေအဲ့လိုမျိုးအများကြီးပွားလို့ရတာပေါ့နော်အဲ့ဒါကျွန်တော်တို့ဒါဒီ Facebook ကောက်ပွားတဲ့ software လေးဖြစ်တယ်ပေါ့နော်အဲ့လိုပဲမင်္ဂလာပါဆင်ပြေ